basic concept to understand chemical bonding basic concept ဆိုတာဘာလဲအခြေခံအတိသဘောတရားတွေအတိတင်ညာပေါ့နော် to understand chemical bonding ဘာပြောရလဲဓာတုဓာတ်စီးတွေကိုနားလည်ဖို့အတွက်အခြေခံသဘောတရားတွေနော်အခြေခံသဘောတရားတွေ basic concepts to understand chemical bonding အဲ့တော့ဓာတုဓာတ်စီးတွေအကြောင်းနားလည်ဖို့အတွက်အခြေခံ concept တွေအဲ့တော့ဆရာတို့က saying the discovery of the electronic structure of atom refer to the Greater chemistry textbook အဲ့တော့ saying the discovery of electronic structure of atom ဘာပြောရလဲ atom များ၏ electron တိဆောက်ပုံကိုဆရာတို့တွေကသိရှိပြီးနောက် refer ဘယ်မှာလဲ to the Greater chemistry textbook ဘယ်လောက်မှာလဲတာ Greater chemistry နော်သင်ရိုးဖတ်စာအုပ်ကိုကိုးကားပြီးတော့ပြောရမယ်ဆိုရင်တဲ့ atom တွေရဲ့ electron ကိုဖွဲ့စည်းတည်ဆောက်ပြီးတဲ့နောက်မှာ scientist ဘယ်သူတွေလဲသိပ္ပံပညာရှင်တွေက have been able to investigate တဲ့ဘာလို့တာလဲ have been able to investigate သိပ္ပံပညာရှင်များစူးစမ်းလေ့လာနိုင်ခဲ့ကြတယ် the way in which atom of the same or different element can combine with one another ဘာပြောတာလဲ the way in which the atom or same or different element တူညီသော dressing သို့မဟုတ်မတူညီသော dressing များဤ atom များသည် can combine with one another တစ်ခုနဲ့တစ်ခုဘာလဲပေါင်းဆက်နိုင်နေဆိုတဲ့နီလန်းတွေကိုဘာလုပ်နိုင်ကြလဲဆိုရင်စူးစမ်းလေ့လာနိုင်ခဲ့ကြပါတယ် the outer shell electron valence electron or those atoms are the basis for the understanding the joining of atom နားထောင်မဲ့တာ outer most shell ဆိုတာဘာပြောရလဲအပြင်ဘက်ဆုံးအခွန် shell ဆိုတာအခွန်ဒါဟုတ်တယ်နော်ဟေ့ outer most shell အပြင်ဘက်ဆုံးအခွန်မှာရှိတဲ့ electron ကို valence electron လို့ခေါ်ပါတယ်ဥပမာဆိုကြပါစို့ပြောမယ်ပြော sodium ဆိုပါစို့ sodium ဒီ atomic number ဘယ်လောက်တော့ခေ11မရှိဘူးလားဟေ့ရှိတယ်11ဆိုရင်ပြောဘယ်လောက်လဲ 2.8.1 သူ့ရဲ့ valence electron ဘယ်လောက်လဲ 1 valence valence electron ဒီဘယ်လောက်လဲ 1 ဟုတ်လားဟိသူ့ရဲ့ valence c valence c လဲဘယ်လောက်လဲဆိုရင် 1 valence electron နဲ့ valence c နဲ့မတူအဲ့ဒါလေးသိရမယ်နော်ဆိုပါစို့အောက်ဆီဂျင်ဆိုပါစို့အောက်ဆီဂျင် 8O ဟုတ်လား 8O ဆိုတာဘယ်လောက်လဲ 2.6 ဆိုရင် valence electron ဒီဘယ်လောက်လဲဆိုရင်6အပြင်ဘက်ဆုံး electron က6ဒါပေမဲ့ valence c ကြရင်တော့4ကျော်သွားရင်ဘယ်ထက်တည်းကနှုတ်ပေးရလဲ8ထဲကနေပြန်နှုတ်ပေးရတယ် equal to 2အဲ့ဒါမှ valence c ရမှာဖြစ်တယ်နားလေလားဆရာပြောတာနားထောင် valence electron နဲ့ valence c နဲ့မတူဘူးနော်ဘာနဲ့မတူဘူးလဲ valence electron နဲ့ valence c နဲ့မတူပါဘူးအဲ့ဒါလေးတစ်ချက်ဒါနားလေရပါမယ်နော်ရလားတာနားလေတယ်နော်မလင်ပြန်မရတယ်ဒါဆိုရင်ဒီမှာတစ်ချက်သိသွားပြီဘာလဲ outermost shell electron အပြင်ဘက်ဆုံးအခွန်မှာရှိတဲ့ electron ကိုတော့ valence electron လို့ခေါ်တယ်ဒါပေမဲ့ valence c နဲ့မတူပါဘူး are the basis for the understanding the joining of atom အဲ့ဒီ atom တွေတစ်ခုနဲ့တစ်ခုเนาะဘယ်လိုဆက်တယ်လဲဆိုတာကိုနားလည်ဖို့ဆိုရင်အဲ့ဒီ valence electron ဟာအခြေခံကြတယ်ဒါကြောင့်မလို့တခါတည်းတန်းပြောတယ် valence electron valence c ဒီမတူဘူးဆိုတာကိုတခါတည်းပြောထားတယ်ဘယ်အချိန်မှာတော့တူနိုင်လဲ4အောက်ငယ်ရင်တော့အတူတူပဲဒီမှာ4အောက်ငယ်တဲ့အတွက်1အတူတူပဲဒါပေမဲ့4ထက်ကျော်သွားရင်တော့ valence c ကိုလိုချင်ရင်ဘယ်ထက်ကနှုတ်ပေးရလဲ8ထဲကနေနှုတ်ပေးရပါတယ်ရပြီနော် the interaction of electron lead to the force of attraction electron တွေ interaction အပြန်အလှန်တက်ရောက်မှု lead to ဘာလဲဖြစ်ပွားစေတာ the force of attraction ဘာလဲဆွဲငင်အား chemical bond that hold atom together in a substance အဲ့တော့ဘာပြောချင်တာလဲဆိုတော့ဆရာတို့တွေကအဲ့ဒီ electron တွေရဲ့အပြန်အလှန်တက်ရောက်မှုများဟာနော် the force of attraction လို့ခေါ်တဲ့ force of attraction ဆွဲငင်အားများကို lead to ဘာလဲဖြစ်ပွားစေတယ်
the chemical bond that hold atom together in a substance ဘာပြောရလဲအရာဝတ္ထုထဲမှာရှိတဲ့အတန်တွေကိုအတူတကွချိတ်ဆက်ပေးနေသော drug စီးများနော်အရာဝတ္ထုထဲမှာရှိတဲ့အတန်တွေကိုအတူတကွချိတ်ဆက်ပေးနေသောဓာတု drug စီးများဤစွဲငင်အားတွေကိုဖြစ်ပွားစေတယ်ကဲဟုတ်ပြီအဲ့တော့ဆရာတို့တွေကဒီနေရာမှာဒါသိရမယ်အချက်တွေကိုဆရာကပြန်ပြီးအနှစ်ချုပ်ပြောပြမယ် outermost shell မှာရှိတဲ့ဒီ nucleus ကိုဝိုင်းရံထားတဲ့ကောင်တွေကိုဘာလို့ဆရာတို့ခေါ်တာလဲဟိ shell လို့ခေါ်တာဟုတ်လားဟိနော် shell လို့ခေါ်တာအဲ့ဒီ shell ထဲမှာနော်ဆရာတို့တွေကဒီမှာ sub shell ဆိုတာလည်းရှိတယ် SPDS ဆိုတဲ့ဗာလဲ sub shell ဆိုတာလည်းရှိပဲဟုတ်လားအဲ့ဒီ sub shell ထဲမှာ orbital ဆိုတာရှိတယ်အဲ့ဒါလေးတွေကတော့ဆရာတို့နောက်မှာဆရာရှင်းပြမယ်လောလောဆယ်ဒါ shell အကြောင်းနားလည်ဖို့လို့အဲ့တော့ shell ဆိုတာဆရာတို့တွေကတာမှတ်မိသလားတော့မသိဘူးဆရာတို့တွေဘယ်လိုပြောခဲ့လဲ KLM ဟုတ်လားဟဲ့ဟုတ်တယ်နော်နောက်တစ်ခါ N နောက်တစ်ခါ O နောက်ထပ်ဆက်ပြီးဒီလိုသွားတာ share number 1 share number 2 share number 3 share number 4 share number 5ဆိုပြီးအဲ့လိုသွားခဲ့အဲ့ဒီ share တွေတစ်ခုချင်းဆရာတို့ဘာလုပ်ကြတာလဲအဲ့ဒီမှာ electron တွေဝင်တာပေါ့အဲ့တော့ outermost shell မှာရှိတဲ့ electron ဒီဘာ electron လို့ခေါ်လဲ valence electron လို့ခေါ်တယ်အဲ့တော့ဒီနေရာမှာ intermolecular forces နဲ့ intramolecular forces နဲ့မတူဘူးဆိုတာကိုပြောပြမယ်နားထောင်မယ်နော်ဒါဒီမှာဘာ molecular force လဲ intramolecular force strong ဖြစ်ပြီးတော့ intermolecular force ဒီ weak ဖြစ်တယ်ဆိုတာကိုတစ်ခါတည်းပြောမယ်အဲ့တော့ဒီမှာ HCl molecule ဒါကြီးကလည်းဒီတစ်ခုလုံးကိုဘာလို့ခေါ်လဲ molecule လို့ခေါ်တာပေါ့ဒါလေးက molecule လို့ခေါ်တာအဲ့ဒီ molecule တစ်ခုနဲ့တစ်ခုကြားတဲ့ဟာကိုကြတော့ intermolecular force လို့ခေါ်တယ် molecule တွင်းဆွဲအားဖို့ weak ဖြစ်တယ်သူကကြတော့ဟုတ်ပြီ intramolecular force ကြတော့ဟာဒီ molecule ကြီးတစ်ခုထဲမှာရှိတဲ့အတန်ဆို HCl ပေါ့အဲ့တော့ HCl ရဲ့ဂျားထဲမှာရှိတဲ့ဆွဲအားအဲ့ဒါကြောင့်သူက strong ဖြစ်တယ်အဲ့ဒါကြောင့်မလို့ intermolecular နဲ့ intramolecular နဲ့မတူဘူးလို့ပြောချင်တယ်နားလည်ပြီနော်စပြီးတော့ပြောပြီနော်ပြန်ပြောမယ် molecule တစ်ခုနဲ့တစ်ခုကြားထဲမှာရှိတဲ့ဆွဲအားဒီကောင်ကြီးကလည်း molecule ပဲဟုတ်လားဒီ HCl molecule ဒီဘက်ကလည်း HCl molecule အဲ့ဒီ molecule တစ်ခုနဲ့တစ်ခုကြားထဲမှာရှိတဲ့ဆွဲအားကိုဘာလို့ခေါ်လဲ intermolecular force လို့ခေါ်တယ်အားဖြင့်ပြောမယ်ဆိုရင်အားပြော့သလားအားပြင်းသလားအားပြော့တယ် weak ဖြစ်တယ်လို့ပြောရမယ်ရလား weak ဖြစ်တယ်ဟုတ်ပြီဒီလိုမျိုး molecule ကြီးတစ်လုံးထဲမှာရှိတဲ့ HCl ထဲမှာ H နဲ့ Cl ရဲ့ဆွဲအားကိုကြတော့ intramolecular force လို့ခေါ်တယ်ဒါကြတော့သူက strong ဖြစ်တယ်အားကောင်းတယ်ကိုဗဲလန်ဘုံတို့ ionic ဘုံတို့ပြောချင်တာအဲ့ဒါ intramolecular force တွေပဲကိုဗဲလန်ဘုံတို့ ionic ဘုံတို့เนาะအဲ့ဒါမျိုးတွေကအဲ့ဒါ intramolecular force တွေ intermolecular force တွေကဘာလဲလို့ဆရာအောင်မေးနောက်မှဆက်ပြောမယ်လောလောဆယ်အဲ့နှစ်ခုပဲသိရောအများကြီးကြုံမတွေးနဲ့အဲ့နှစ်ခုကိုပဲသိဘယ်ကောင်က weak ဖြစ်ပြီးဘယ်ကောင် strong ဖြစ်တယ်လဲဒါဆိုရင်ပြောမယ် NaCN နဲ့ NaCN နဲ့ဆွဲမယ်ဆိုပါစို့အဲ့ဒီ molecule ရဲ့နှစ်ခုကြားတဲ့ဟာကိုအားပြောတဲ့အတွက်သူက weak ဖြစ်တဲ့အတွက် dotted line နဲ့ပဲပြရတယ်เนาะဒီ dash line လေးတွေနဲ့ပဲပြရပါတယ်ဒီမှာတွေ့လား dot line လေးတွေနဲ့ပဲပြတယ်ဒီနှစ်ခုကြားမှာရှိတဲ့ကောင်ကိုဘာလို့ခေါ်လဲ Na နဲ့ Cn ကြားထဲမှာရှိတဲ့အားကိုကြတော့ဘာလို့ခေါ်လဲ intramolecular forces strong ဖြစ်တယ်ဒီလိုမျိုး molecule ကြီးတစ်ခုနဲ့တစ်ခုကြားထဲမှာရှိတဲ့ကောင်ကြတော့ intermolecular forces လို့ခေါ်ပြီးတော့သူကကြတော့ weak ဖြစ်တယ်အဲ့ဒါတွေက hydrogen bonding တို့ van der Waals force တို့ကိုပြောချင်တာအဲ့ဒီ inter ဒီကောင်တွေကနောက်ပိုင်းမှာဆက်ပြောမယ်လောလောဆယ် intermolecular force ဆိုတာတော့ ionic တို့ covalent တို့ဘာလို့ပြောချင်တာအဲ့ဒါတွေကြတော့ zero strong ဖြစ်တယ်ဆိုတာကိုသိရမှာဖြစ်ပါတယ်ရသလားဟုတ်ပြီဒါဆိုရင်ဆရာတို့တွေကဆက်သွားရအောင် electronic structure and energy level of electron ဒီချာနားထောင်မယ်နော် electron တွေရဲ့ဖွဲ့စည်းပုံ electronic structure ဆိုတာ electron တွေရဲ့ဖွဲ့စည်းတည်ဆောက်ပုံတွေနဲ့ energy level of electron တွေရဲ့စွမ်းအင် level အကြောင်းဆရာတို့ပြန်ပြီးတော့လေ့လာကြရအောင် in order to explain the electronic structure of atom in order to explain ရှင်းပြရန်အလို့ငါ
the electronic structure of atom ဘာပြောရလဲ atom များဤ electron ဖွဲ့စည်းပုံကိုရှင်းပြနိုင်ရန်အလို့ငါ the principal filling electron in the ဘာလဲဆိုရင် atomic orbital ဘာပြောရလဲ atomic orbital atom များဤ orbital ထဲမှာရှိတဲ့ electron တွေရဲ့ဖြည့်ဝင်တဲ့စီးမြင်စီးကမ်းတွေကိုနားလည်ရပါမယ် orbital ဆိုတဲ့စကားလုံးလေးပါမလားဘူးလားတာ orbital orbital စကားလုံးလေးပါလားအဲ့ဒါလေးကိုလည်းဆရာတို့ကနားလည်ဖို့လိုတယ် orbital ဆိုတာဘာလဲ share ဆိုတာရောဘာလဲသိလား share ဆိုတာ KLMN main share လို့ခေါ်တယ်ဟုတ်တယ်မလား sub share ကြတော့ဘာလို့ခေါ်လဲ SPDF share principal diffuse fundamentals ခုလေးခုရှိတယ်ဟုတ်တယ်နော်တာအခွန်ခွဲလို့ခေါ်အဲ့ဒီအခွန်ခွဲထဲမှာမှ electron တွေဝင်ရောက်နိုင်တဲ့နေရာလေးတွေကိုကြတော့ orbital လို့ခေါ်တယ် electron ဝင်ရောက်နိုင်တဲ့နေရာကိုကြတော့ orbital လို့ခေါ်တယ်ဥပမာဆိုပါစို့ဆရာကပသိမ်မြို့နယ်အဲ့ဒါ main share ကြီးပဲပသိမ်ဆိုပါစို့အဲ့ဒါကြီးက main share ကြီးပဲအဲ့ဒီပသိမ်မြို့နယ်တွေကမှဆရာတို့က main share เนาะဒီကပသိမ်ဆိုတာ main share ပသိမ်မြို့နယ်ဟုတ်ပြီเนาะရှောဗျာဒါဆိုရင်အဲ့ဒီရွာလေးကကြတော့ sub share လို့ခေါ်တယ် sub share ပေါ့အဲ့ဒီမှာမှအိမ်အမှတ်ဘလောက်ဆိုပါစို့အိမ်အမှတ်ပေါ့အဲ့ဒီအိမ်ထဲကမှတကယ်တမ်းလူနေလို့ရတယ်ဒီထဲထဲမှာလူနေလို့ရတယ်မရဘူးလူတကယ်တမ်းနေလို့မရဘူးဒါပေမဲ့လူတွေတော့ရှိတာပေါ့ပသိမ်ဆိုတဲ့နေရာမှာပသိမ်သားတွေရှိရှောဗျာဆိုတဲ့နေရာမှာရှောဗျာသားတွေရှိဒါပေမဲ့အဲ့ထဲထဲမှာအမှန်တကယ်နေတာတယောက်ချင်းနေတာကြတော့ orbital လို့ခေါ်တယ်တစ်ခုချင်းနေတဲ့နေရာကိုကြတော့ orbital လေးတွေလို့ခေါ်တာရှင်းလားမသိအဲ့တော့ orbital လို့ပြောရင်တော့ electron ဝင်ရောက်နိုင်တဲ့နေရာပဲဟုတ်တယ်နော်ဒါကြောင့်မလို့ share ရှိမယ် sub share ရှိမယ် orbital ရှိမယ်အဲ့ဒီသုံးခုရဲ့အဓိပ္ပာယ်ကိုကောင်းစွာသဘောပေါက်ပြီးနားလည်ရမှာဖြစ်ပါတယ်အဲ့တော့ပြန်ပြောမယ်ဘာရှိလဲ share ရှိတယ် main share ရှိတယ် sub share ရှိတယ် orbital ရှိတယ်သုံးခု electron တွေနေတဲ့နေရာပြန်ပြောမယ်ဘာ share main share sub share orbital ဆိုပြီးတော့ရှိတယ်ဟုတ်တယ်နော်အဲ့တော့အဲ့ဒီနေရာမှာ orbital ဆိုတဲ့စကားလုံးလေးကိုဆရာတို့ကနားလည်ရမယ်အဲ့ဒီ orbital ထဲမှာ atomic orbital ထဲမှာ electron တွေဖြည့်ဝင်တဲ့စီးမြင်စီးကမ်းတွေနော်ဘာတွေလဲဆိုရင်သုံးခုရှိတယ်နားထောင်မယ်နော်နံပါတ်1 Orville principle Orville လို့ဖတ် Orville principle Pauli exclusion principle and Hahn rule လို့လည်းဖတ်တယ်Hahn rule are fundamental to understand အဲ့ဒီသုံးခုကိုအခြေခံအနေနဲ့နားလည်ထားရအောင်အဲ့တော့တစ်ခါတရံကြရင်မေးတတ်တယ် electron တွေကိုဖွဲ့စည်းတည်ဆောက်ပုံတွေကိုလေ့လာဖို့အတွက်နားလည်ထားရမယ်အခြေခံစည်းမျဉ်းသုံးခုဆိုရင်အဲ့ဒီသုံးခုကိုဖြည့်ပေးရမှာဖြစ်တဲ့အတွက်အဲ့ဒီသုံးခုရဲ့နာမည်တွေကိုတစ်ခါလေးကြက်ထားပါ Orville principle Pauli exclusion principle and Hahn rule ဆိုတာလေးကိုမေးတတ်ပါတယ်ဟုတ်ပြီ there atom in atom ထဲမှာ there are K L M and main share and each main share can be divided into S P D F ဟုတ်လားဒါဆိုနားထောင်မယ် main share ကဘာတွေတုံးသားကြီးပြောကြည့်ပါဦး K L M N ဒီလိုမျိုးလေးတွေ nucleus မရှိဘူးလား atom တစ်ခုမှာ nucleus positive ချက်ဆောင်တယ်အဲ့ဒီမှာပတ်နေတဲ့ share တွေကိုဘာ share လို့ခေါ်တာလဲ main share လို့ခေါ်တာ electron တွေပတ်နေဟုတ်တယ်မလား schematic diagram နဲ့ပြတာပေါ့လေအဲ့ဒီ share ကြီးတွေကို main share တွေကို KLMN လို့ခေါ်တယ်အဲ့ဒီ main share ထဲမှာထပ်ပြီးခွဲရင်ဘာ share လို့ခေါ်လဲ sub share လို့ခေါ်တယ်SPDF